မင်္ဂလာပါကျမခင်တီပါအခုကတော့ doing business in Thailand for SME ရဲ့အပိုင်းကိုဖြစ်တဲ့ထိုင်းနိုင်ငံရဲ့ compliance နဲ့ tax compliance နဲ့ပတ်သက်ပြီးတော့မှဘယ်ရက်တွေမှာဘာတွေလုပ်ရမလဲဆိုတဲ့ဟာတွေနောက်ပြီးတော့ filing requirements တွေဒီဗီဒီယိုလေးမှာပြပြပေးသွားမှာဖြစ်ပါတယ်ထိုင်းနိုင်ငံမှာစီးပွားရေးလုပ်ပြီးဆိုလို့ရှိရင်အခွန်တောင်းကြဖို့ပေါ့နော်ရှေ့ဗီဒီယိုမှာလည်းအခွန်တောင်းကြဖို့အကြောင်းပြောသွားတယ်ဒီဗီဒီယိုကလည်းပို့ပြီးတော့မှအတိပေးတဲ့သတိပေးတဲ့ဟာမျိုးပေါ့နော်အနည်းနဲ့ထပ်ပြီးပြောချင်ပါတယ်ထိုင်းနိုင်ငံမှာ SME လုပ်ငန်းတစ်ခုအောင်မြင်ဖို့အတွက်ဆိုလို့ရှိရင်များများရောင်းရဖို့လည်းမကပဲနဲ့အစိုးရရဲ့အခွန်စည်းကမ်းတွေကိုလည်းတိတိကျကျလိုက်နာဖို့ကလည်းအရင်ရေးကြည့်ပါတယ်ထိုင်းနိုင်ငံရဲ့အခွန်စနစ်ကရှေ့မှာပြောခဲ့သလိုပဲ self assessment ဖြစ်တဲ့အတွက်ကြောင့်မလို့လုပ်ငန်းရှင်တွေကကိုယ့်ရဲ့အခွန်ကိုကိုယ်တိုင်တိတိကျကျတွက်ချက်ပြီးတော့မှအချိန်မီတင်သွင်းရမှာဖြစ်ပါတယ်အချိန်မီမသွင်းနိုင်ဘူးဆိုလို့ရှိရင်ဒဏ်ကြေးတွေအတိုးတွေနဲ့အခွန်စစ်ဆေးတဲ့ audit ပေါ့နော် tax audit တွေကြုံလာနိုင်ရပါတယ်အဲ့တော့ဒီနေ့ဗီဒီယိုမှာတော့တစ်နှစ်ပတ်လုံးအခွန်တောင်းကြဖို့အတွက်ကိုလစဉ်မှာဘာတွေလုပ်ရမလဲနှစ်စဉ်မှာဘာတွေလုပ်ရမလဲဆိုတဲ့ဥစ္စာကိုအခွန်စီရင်ခံစာတွေအကြောင်းကိုအသေးစိတ်ရှင်းပြပြီးတော့မှမျှဝေပေးသွားမှာဖြစ်ပါတယ်အဲ့တော့ပထမဆုံးကတော့လစဉ်ပေးဆောင်ရမယ်အခွန်လုပ်ငန်းစဉ်တွေပေါ့နော် monthly compliance အကြောင်းပြောချင်ပါတယ်ထိုင်းနိုင်ငံမှာလုပ်ငန်းလည်ပတ်ပြီးဆိုလို့ရှိရင်လစဉ်မပြတ်မကွက်လုပ်ဆောင်ရမယ်အခွန်ကိစ္စတွေရှိတယ်ပထမဆုံးကတော့ withholding tax ပေါ့နော်ကုမ္ပဏီကနေရုံးခန်းငှားကဒါမှဝန်ဆောင်မှုကားတွေပေးချေတဲ့အခါမှာကြိုတင်ပြီးတော့မှအခွန်ဖြတ်တောက်ပေးသွင်းပေးရမယ်လူပုဂ္ဂိုလ်တွေပေးချေတယ်ဆိုလို့ရှိရင် PND 3ပုံစံနဲ့ပေးရမယ်ကုမ္ပဏီချင်းချင်းပေးချေရဆိုရင်တော့ PND 53နဲ့သွင်းပေးရမယ်အဲ့တော့ paper base နဲ့တင်မယ်ဆိုလို့ရှိရင်နောက်လ9ရက်နေ့နောက်ဆုံးထားပြီးတော့တင်ရမယ် online ကနေတင်မယ်ဆိုရင်15ရက်နေ့နောက်ဆုံးထားပြီးတင်လို့ရတယ်နောက်တစ်ခုကတော့ value added tax ပေါ့အဲ့တော့ VAT လို့ခေါ်တယ် PP30 ပေါ့နော် VAT register လုပ်ထားတဲ့ကုမ္ပဏီတွေကအယောင်းဝယ်ရှိသည်ဖြစ်စေမရှိသည်ဖြစ်စေလစဉ် PP30 ပုံစံကိုတင်ပေးရတယ်တမက်ရက်ကတော့ paper base နဲ့တင်တယ်ဆိုလို့ရှိရင်15ရက်နေ့ online ကနေတင်တယ်ဆိုလို့ရှိရင်23ရက်နေ့လုပ်ပေးရမယ်နောက်တစ်ခုကတော့ payroll tax PND1 လို့ခေါ်တယ်ဝန်ထမ်းတွေရဲ့လစာတွေကနေဖြတ်တောက်ထားတဲ့ငွေကုန်တွေကိုလစဉ်တင်ပေးရမယ်အဲ့တော့သတ်မှတ်ထားတာကတော့ withholding tax ပုံစံအတိုင်းပဲသူကကြိုတင်ကွန်ပုံစံမျိုးဖြစ်တဲ့အတွက်ကြောင့်မလို့9ရက်နေ့ online ဆိုလို့ရှိရင်15ရက်နေ့ဖြစ်မယ်နောက်တစ်ခုကတော့ social security ဝန်ထမ်းနဲ့ပဲဆိုင်တာပဲပေါ့နော်လူမှုဖူလုံရေးတွေအလုပ်ရှင်ရောအလုပ်သမားရောကလစာရဲ့900%စီကိုလူမှုဖူလုံရေးရုံးကိုလစဉ်15ရက်နေ့တည်းနောက်မကြဘဲနဲ့ပေးသွင်းပေးရမယ်နောက်တစ်ခုကတော့နှစ်လယ်မှာတင်သွင်းရတဲ့အခွန်ပေါ့နော် mid year tax လို့ခေါ်တယ် PND 51ပေါ့နော်ရှေ့မှာလည်းပြောခဲ့တဲ့ဟာလေအဲ့တော့6လတစ်ကြိမ်သွင်းရမယ်နှစ်လယ်ကို PND 51ဖြစ်တယ်ဒါကတစ်နှစ်ပတ်လုံးရရှိမဲ့ခံမှန်းအမြတ်ဘယ်လောက်ရှိလဲဆိုပြီးမှကြိုတင်ပြီးမှတွက်ချက်ထားတာဖြစ်တယ်မာပြည်လိုပုံစံမျိုးပဲပေါ့နော်အဲ့တော့သတ်မှတ်ရက်ကတော့ကုမ္ပဏီရဲ့နှစ်ဝက်ကုန်ဆုံးပြီး2လအတွင်းဖြစ်တယ်ပေါ့ဥပမာဆိုလို့ရှိရင်ကုမ္ပဏီရဲ့စီးရင်နှစ်ကဒီဇင်ဘာ31st ထိကိုထားမယ်ပေါ့နော်31st မှာနှစ်ချုပ်မယ်ဆိုလို့ရှိရင် August 31ရက်နေ့ကနောက်ဆုံးရက်ဖြစ်မယ်အဲ့တော့ခံမှန်းထားတဲ့ကုမ္ပဏီအခွန်ရဲ့90%ကိုကြိုတင်ပေးဆောင်ထားရမယ်တကယ်လို့ကိုခံမှန်းချက်ကနည်းနေတယ်ဆိုလို့ရှိရင်ဒဏ်ကြေးရှိလာနိုင်တာလည်းသတိထားပေးရမယ်အဲ့တော့နောက်ခွန်ကတော့နှစ်စဉ်ဝင်ငွေခွန်နဲ့စင်းစစ်တဲ့ဟာပေါ့နော် annual compliance ပေါ့အဲ့တော့ PND 50ဟိုရှင်းမှာလည်းပြောခဲ့တယ်နှစ်ကုန်ပိုင်းမှာတော့အကြီးမားဆုံးတာဝန်ဖြစ်တဲ့နှစ်စဉ်ဝင်ငွေခွန်တင်သွင်းတာဖြစ်တဲ့ PND 50တင်ပေးရမယ်ဒီနေရာမှာအရေးကြီးတဲ့အဆင့်3ဆင့်ရှိရယ်စင်းစစ်ရပါမယ်ထိုင်းနိုင်ငံရဲ့ license ရစင်းစစ် Thai auditor ကစစ်ထားတဲ့ audited financial statement ရှိရမယ်ပြီးရင် AGM နှစ်ပတ်လည်အစည်းအဝေးအဲ့တော့စင်းနှစ်ကုန်ပြီးတော့4လအတွင်းမှာအစုရှယ်ရှင်တွေနဲ့အစည်းအဝေးကျင်းပပြီးတော့မှဒီစင်းတွေကိုအတည်ပြုပေးရမယ်နောက်တစ်ခုကတော့ filing ပေါ့နော် PND 50ကိုစီးရင်နှစ်ကုန်ပြီးတော့ရက်ပေါင်း150အတွင်းမှာတင်သွင်းရမှာဖြစ်တယ်လို့မျိုး DVD ရုံးကိုလည်းပဲအစည်းအဝေးပြီးတစ်လအတွင်းစီးရင်တင်ပြပေးရမှာဖြစ်တယ်အဲ့တော့ SME လုပ်ငန်းတွေအတွက်ကိုအကောင်းဆုံးလိုက်နာဆောင်ရွက်ရမယ် best practices ကဘာတွေလဲပေါ့နော်အဲ့တော့အခွန်ဆိုင်ရာပြဿနာတွေကိုကင်းဝေးဖို့အတွက်ကို SME လုပ်ငန်းရှင်တွေနဲ့လိုက်နာမှာကတော့စီးရင်စရာအထောက်အထားတွေဖြစ်တဲ့ invoice တွေ receipts တွေကိုအနည်းဆုံး9နှစ်တင်ထားပေးရမယ်။ဘဏ်စင်းနဲ့စီးရင်စရာတွေကိုပုံမှန်တိုက်ဆိုင်ပြီးတော့မှစစ်ဆေးရမယ် reconciliation လုပ်ပေးရမယ်။ online ကနေအခွင့်တင်တဲ့ e-filing system ကိုသုံးတာတော့ကိုတက်ပိုကောင်းတယ်။ဒါကသတ်မှတ်ရက်ကိုရက်နိုင်ငယ်ပို့ပြီးရစေတယ်လို့မျိုးစာရွက်စာတမ်းအရှုပ်ထွေးတွေကိုလည်းပဲ short ချပေးတယ်။ကျွမ်းကျင်တဲ့စီးရင်ကိုင်ဝန်ဆောင်မှုတွေကိုအသုံးပြုဖို့အတွက်ကိုလည်းအကြံပေးချင်ပါတယ်။အဲ့တော့အနှစ်ချုပ်အနေနဲ့ပြောရမယ်ဆိုလို့ရှိရင်တော့ထိုင်းမှာစီးပွားရေးလုပ်တဲ့အခါမှာအခွန်စည်းကမ်းတွေကိုနားလည်ထားခြင်းကကိုယ့်ရဲ့လုပ်ငန်းကိုဘေးကင်းလုံခြုံစွာနဲ့ရည်ရှိတိုးတက်စေမှာဖြစ်တယ်။အသေးစိတ်သိချင်တဲ့အချက်လက်တွေကို online မှာလည်းရှာကြည့်လို့ရတယ်ပေါ့နော်အဲ့တော့ဒီနေ့အတွက်ပြောပြပေးမယ်
အပိုင်းကိုပေါ့နော် compliance နဲ့ပတ်သက်တာကတော့ဒီလောက်ပဲဖြစ်ပါတယ်အားလုံးတက်ကြိုးရှိမယ်လို့မျှော်လင့်ပါတယ် thank you